ပြီးတော့ကြာလေးရှိတဲ့မာကြီးဆက်ခွန်တင်ဒီနေ့ပွဲစဉ်မှာတော့သူတို့ရဲ့တိုက်စစ်ဆင်မှုတွေကပွဲချိန်နှောင်းပိုင်းထိပို့ပြီးတော့ဂိုးပြန်ပြီးတော်တော်လေးလှပတဲ့အသွင်ကိုလို့ဆိုရမှာဖြစ်ပါတယ်ကျွန်တော်ပြောလို့မဆုံးရင်တင်ထားမှာပဲမာသေးရဲ့တိုက်စစ်ကလုံးဝမရက်တတ်မင်းနဲ့နောက်ထပ်သွင်းကိုတစ်ခုတော့ထပ်ပြီးတော့ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်ဒီသွင်းကိုကမာသေးရဲ့ပြည်သက်တွေတော့ရောအတော်လေးအားရကျင်းတဲ့ဖို့ကောင်းတဲ့လှပတဲ့သွင်းကိုတစ်ခုဖြစ်တော့ရှိနေခဲ့တာဖြစ်ပါတယ်ပြန်မတဲ့ခန်းစစ်စားမတွေလုံးဝကာကွယ်ခြင်းတောင်မရဘဲနဲ့ဒီသွင်းကိုကအတော်လေးလှပပြီးတော့အတော်လေးတည်သက်ကောင်းမွန်ခဲ့တာဖြစ်ပါတယ်ဒီသွင်းကိုဘယ်လောက်ထိလှပလဲရုပ်သံနှေးပြခွင့်တွေမှာကျွန်တော်ပြန်ပြီးတော့ကြည့်ရှုရမှာလည်းဖြစ်ပါတယ်